ကိုကြမတွေ့တာကြိုင်မတွေ့ချင်တော့ဘူးမတွေ့တာကြလို့တတိယနေတာ လုံးပါ လောက်ကနေဘလို့အစင်ပြေးရလား ဟာငါအလုပ်ပြောင်းလိုက်ပြီကွာ လုံးပြောလိုက်ပြီဟာလုံးတော့ပြောလိုက်ပြီ ဟုတ်တယ် ဘာလို့ဘာလို့ဘာလို့ ဟာဘာလုံးလဲဆိုတော့ဒီပလားနဲ့ဒီပုံစံနဲ့ဘာလုံးလဲဆိုတော့မင်းနေကြလို့ဒီမှာဒီကဗလား ဟိုဖြည်းတာလို့ပါဗျာခင်ဗျာဟိုကြောက်တော့ကြောက်လာ ဒီပလားနဲ့ဒီရနဲ့ဘာလုံးလဲဆိုတော့မတွေ့နေကြမလို့ပြောနေကြတော့မလို့ပါဘူးကွာ ဒီဗလားနဲ့ဒီအနေထားနဲ့ဆိုရင် ဒီမှာ ဩပလုံလိုက်ကောက်တာဟုတ်လား မဟုတ်ဘူးလေကွာဟဲ့ကောင် ဘာလို့ ဟဲ့ကောင်လက်ဝဲထိုးလာကွာ တော့ဝိတ်ထိုးတာဒီဗလားကြီးနဲ့ မဲမင်းငါသင်သေးလို့ ဒီဗလားတွေ ဟုတ်တယ်မဲသင်သေးလို့မင်းအောင်လာတော့ငါ့ကိုကြောက်လို့မဲဒီတော့ခါနေနားမလားပဲ အောင်လာတော့နားတော့ခင်ဗျားကိုကြောက်လို့ ဟုတ်တယ်မဲ ဟုတ်မှလည်းပြောပါဗျာခင်ဗျာစဉ်းစားပြောပါဗျာ ဖြစ်မဟုတ်ဘူးအဲ့တော့ နေကောင်းပါနော် အားကောင်းတယ်အမေကငါသိလာ ဘောဘောဘောခင်ဗျာအဲ့ဆိုလက်ဝိတ်ထိုးစားနေပါခု ဟုတ်တယ်ဟာထိုးစားနေမြန်မာပြည်မှာငါလည်းထိုးမဲ့လူမရှိလို့ငါခုဘယ်လိုလုပ်ရမှမသိဘူးငါသိနေနေတာကွာ ဘယ်ကွာကြီးတော့ငါခင်ဗျာတကယ်ထိုးမှာလား ငါဟိုတကယ်ထိုးမှာထိုးတာပေါ့ကွာ တကယ်ထိုးမှာနော် ဒါလည်းပွဲမရှိဘူးမျောနေနေရတယ်ပွက်ကြည့်ပဲမဲ့ပြောကြောက် ကြောက်ကောင်းလို့ထိုးမှာခင်ဗျာ လူနေပေါ်ချောပေါ်နေငါသိခကြတယ်ကွာငါထိုးချင်ကွာ ဟုတ်ပြီကြောက်ကောင်းလန့်ခေါ်လိုက်မယ်နော်အဲ့ဒါထိုးမှာကျင်းနေရနော် ခေါ်လိုက်ကွာမင်းလည်း ဒီကမပြေးနဲ့နော် အေးမင်းဟာဒီ ဟာကြိုက်ကြီးထက်ဗျာကြိုက်ကြီးထက်စေစားတစ်စက် အေးဟုတ် ခေါ်လိုက်ပါ ခေါ်လိုက် ရတရေ အေးဘာလဲလေဒီပလာနဲ့တော့လက်ဝဲတော့ထိုးအောင်ဝဲ ကြာဒီခန္ဓာကိုယ်နဲ့ထိုးမှလား ဒီမလေးခဏထိုးမှာဆို အေးအခုဒီနေ့လာလိုက်တာဘယ်ဆိုင်မှာထိုးရကို ကိုလက်ဝိတ်ထိုးရမှာလေ တာနေသားမှာဘယ်တာနေသားမှာဟိုထိုးပြန်တာနာမှာပဲလို့ ထိုးမှမလားလို့လို့ အေးလက်ဝိတ်ထိုးမှာလေဆက်ဆက် ဘယ်ဆိုင် လက် ဟုတ်ဘူးဘယ်ဆိုင်ကိုဒီမှာလဲဟိုကျွန်တော်တက်တူးလေးစားနော်ဘယ်ဆိုင်မြုံလဲအဲ့ဒီကောင်ပေါ်ဒီပေါ်ချာလေးရှောက်ပြောနေတာဒီကောင်ကမြုံနေ ဟိုခဏလုံးမလုံးနဲ့နော် ဒီနေ့ဟိုငါမိမလည်းတိုင်မလိုက်ဘူးကွာ ခင်ဗျာမိမဘလို့တိုင်မရမှာမိမလည်းမတိုင်မနဲ့ခင်ဗျာဆောနာပြောတော့ညီမပြီးမှခင်ဗျာတွေထိုးမဲ့သူမရှိတော့ဆို အဲ့မဟုတ်ဘူးလေ အဲထိုးမဲ့သူကငါ10သားတစ်စားတော့လောင်းထား လက်ကြီးကောင်းလေမိမပြောနေတာ ဘယ်မိမမျောနေရမှာ ဟာမင်းဟာခေါ်ပြီးနောက်နေလို့ကွာ အာမလို့သားရမတကယ်ထိုးမှာသူသူ အခုမကွာမင်းငါ မလဲ လက်ကြီးပါ ကိုကြောငါကိုွေးသွားတယ်လာခဲ့ခင်ဗျာဒီကလာခဲ့စမ်းစီမပြောနဲ့မကြည့်